ဖျားပန်းကက်ရင်တည်ထားရမယ့်အချက်များဖျားပန်းဆိုတာပူဇော်ရုံတတ်မဟုတ်ပဲအနိစ္စတရားကိုဆင်ခြင်ဖို့လည်းဖြစ်ပါတယ်ပန်းတွေနွမ်းဖက်နေပြီဆိုရင်အမြင်မကြည့်သလိုစိတ်တွေလည်းကြတတ်ပါတယ်ဒါကြောင့်မနွမ်းကိန်လည်းလှည့်ပေးပါဒါမှမဟုတ်လမ်းဆန်းနေအောင်ရှီပုံမှန်လှည့်ပေးပါပန်းလာဖို့ပဲကြည်ပြီးပန်းဝန်းထဲကရှီပုတ်နေတာရင်းရင်းတက်နေတာမျိုးမဖြစ်ပါစေနဲ့ရေပုံးနဲ့ထွက်နေတဲ့ပန်းအိုးဟာအိမ်ရဲ့ energy စွမ်းအင်ကိုညှိနှွမ်းစေပါတယ်ဒါကြောင့်ပန်းလဲတိုင်းပန်းအုပ်ကိုစင်ကြယ်အောင်စီကြောပေးဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကပန်းရွေးချယ်တာပါရှိတာလေးနဲ့လူတာပဲဆိုတာထက်အကောင်းဆုံးကိုရွေးချယ်တာကစေတနာကိုပိုထက်သန်စေပါတယ်အနံ့ပြင်းလွန်တဲ့ပန်းမျိုးထက်အေးချမ်းတဲ့အနံ့ရှိတဲ့ပန်းစူးများရှိတဲ့ပန်းဆိုရင်စူးတွေကိုဖယ်ရှားပြီးမှကတ်လို့ပါနောက်တစ်ချက်ကတော့ဖျားကန်းနဲ့လိုက်ဖက်တဲ့အချိုးအစားပန်းအိုးကအရန်ကြီးပြီးဖျားရုပ်ပွားတော်ကိုကွယ်နေတာမျိုးဒါမှမဟုတ်ပန်းတွေကအရန်ရှုပ်ထွေးပြီးဖျို့ဖျဲဖြစ်နေတာမျိုးကိုတတိထားပါဖျားကန်းကိုကြည့်လိုက်ရင်စိတ်ကြည်လင်သွားစေမယ်ရိုးရှင်းပြီးတပ်ပယ်တဲ့အပြင်စင်မျိုးကအကောင်းဆုံးပါဒါကတော့လူများစုမင်းနေတတ်တဲ့အချက်ပါနန်းသွားတဲ့ဖျားပန်းတွေကိုဆွန့်ပစ်တဲ့အခါမိုက်ပုံနဲ့ဒီတိုင်းပစ်ထည့်တာမျိုးထက်စင်ကြယ်တဲ့နေရာမှာဆွန့်ပစ်တာဒါမှမဟုတ်တည်တံ့စနစ်တကျပစ်တာကအစင်လာအရရောစိတ်